လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မျိုးတွေးတယ်တယောက်တည်းနေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေများကြီးပဲနော်မိသားစုတဲမှာကိုရှိတယ်ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာလည်းရှိကြတယ်ဘယ်လိုအတွေးနဲ့ဘယ်လိုနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့နှစ်ယောက်အစမြည်ပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ငြိမ်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှမ်းဖြစ်ကြတယ်နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီဘုရားဘာသာတွေမှာမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းလိမီအလုံးလို့ခေါ်တာသူတယောက်တည်းနေမဲ့လိမီအလုံးဆိုပြီးတော့ခေါ်တယောက်တည်းနေပြန်တော့လေလုံးပြီးဖြစ်တယ်ပြောပြတယ်နော်လုံးပြီးဖြစ်လာတော့ဘာဖြစ်လို့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာတယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နှစ်ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတဲ့တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက်နေလို့တူနဲ့တူနဲ့အဆင်ပြေလို့ဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်တယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာရှေ့မျောကြည့်လိုက်တယောက်မှမရှိနောက်လက်ကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တယ်ထိုင်ရင်တဲ့နေရာထိုင်လို့ရတယ်ထိုင်ရင်တဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတရားမှဖြစ်လို့ဆိုလွတ်လပ်မှုရဲ့အရာသာကိုဖော်ပြတယ်တယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ကိုတယောက်တည်းအေးချမ်းတယ်တယောက်တည်းနေရတဲ့အရာသာကိုရသော်ဘုရားရဲ့တပည့်တွေတဲ့ပထမဆုံးတာဝကကြီးရှင်ကွန်းတင်ညဆိုတယောက်တည်းနေသွားတပည့်စကြာတရားဟောတော့ကတော့ပစ္စဝဂီ၅ပါးအတူနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာရှင်ကွန်းတင်ညတယောက်တည်းနေဘယ်သူနဲ့မှမတွေ့ရတဲ့နေရာသွားနေတယ်ဘယ်သွားနေတော့ဆိုရင်ဟိမန္တတောင်ခြေကတောင်တန်းထဲမှာစရန္ဒဆိုတဲ့ရေအိုင်ကြီးရှိတယ်အဲ့ဒီစရန္ဒရေအိုင်ကြီးနားမှာကောဋ္ဌညောင်းလေးနဲ့နေတယ်တပါးတယ်